ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Man United အတင်းတော့နော်ဒါအခုဒါ Michael Carrick ရဲ့လက်ထက်မှာအရန်ကိုတိုးတက်နေပါပြီကစားကွက်ကအစနော်ဒါနီးဗျူဟာပိုင်းအကအစအမရီရဲ့တခြားစီဖြစ်နေတာကျွန်တော်တို့တွေ့ခဲ့ရပြီနော်ဆိုတော့က Michael Carrick ရဲ့လက်ထက်မှာကျွန်တော်တို့သူပထမအဆုံးကင်တွေခဲ့တဲ့ပွဲမှာကျွန်တော်ချက်ကြည့်အောင် Man City နော်လောက်ပါလာတဲ့တွင်းကိုတွေနော် Man City ကအခုနောက်ပိုင်းကခြာနေတယ်ဆိုပေမဲ့နော်တော့ Man U နဲ့တွေ့တိုင်းစောင်းရောင်းကိုကောင်းနေတဲ့တင်းဟုတ်တယ်နော်ဒါပတ်ကွက်တူယူလာတာနော်ဆိုတဲ့ခါကျတော့ဒါ auto foot ဝေးကြီးမှာဒါပထမအဆုံးကင်တွေခဲ့တဲ့ဒါပွဲမှာကျွန်တော်တို့ချက်ကြည့်အောင်ပထမအဆုံးရတဲ့ဂိုးဆိုရင်ဒါတခြားဒီတစ်ပတ် Man City အတင်းတို့ကတော့ side pick ကနေရတဲ့အလုံးကိုနော်ဒါမကွေးကနေပြီးတော့ခေါင်းနဲ့ရှင်းထုတ်တယ်အဲ့ဒီခေါင်းကကျလာတဲ့အလုံးကိုတော့အမဘူကရသွားဆိုတော့အမဘူကနေတစ်ချက်ထောက်ပြီးမှနော်တစ်ဖက်မှာရှိတဲ့ဒါကွေးလေကစားသမားကိုတစ်ချက်ထောက်သွားတာလောက်မှလှောက်သွားခောက်ပြီးမှဖာနန်ဒါကိုလမ်းပြီးထိုးပေးလိုက်တာဖာနန်ဒါတစ်စစ်သားရှော့တိုက်စစ်ကိုပြေးလာအဲ့ခါကျတော့ Man City ရဲ့နောက်တန်းမှာကဲ3ယောက်လောက်ပဲရှိတဲ့ခါကျတော့ Man U ရဲ့တိုက်စစ်က4ယောက်ဖြစ်နေဟာလန်ထွက်နေရပြီကွာအမိုးရဲ့လက်ထက်မှာအဲ့လိုခါအားမမြင်ဘူးမင်းတို့တွေ့ဖူးလားမင်းတို့တွေ့ဖူးလားတွေ့ဖူးရင်မင်းတို့အဲ့ဒါမျက်လုံးကန်းလို့ပဲအဲ့လိုပဲပြောလိုက်ကျွန်တော်အမိုးကိုပြောတယ်ထုတ်ပါလို့နော်လာကလေးကပါနောက်တိုင်း3 back တဲ့ကဲ Man U က3 back ဒါနောက်တိုင်းတော့မှကြောင်တော်ဖြစ်နေပါလေဆိုမှနောက်တိုင်းမှာ3ယောက်လေးဆိုတော့တိုင်ပတ်ပြီပေါ့ရှိတဲ့ဂိုးတမားလည်းအိုနာနာတွားပြီးချက်လာလဲအိုနာနာပြီးလိုက်အိုနာနာကလည်းအိုနာနာနဲ့မကွေရတို့မှာပြာရာတွေအမပြာရာဖြစ်တယ်ပြာရာတွေခတ်တစ်ဖက်တင်းကရသွားပြန်ပြီတွေးတော့ပါပြီတလုံးအုံအမိုးရဲ့လက်ထက်မှာတော်တော်ဆိုးဝါးခဲ့တာဒါကွင်းလေရောနောက်တန်းရောဆိုတော့ခါကျတော့အခုမိုက်ကယ်ကားလေးကိုင်နေတာကြည့်လူစင်းနေကြည့်လိုက်အမိုးရဲ့ကိုင်ခဲတုံးကလူစင်းနေပဲဒီလူတွေဖြစ်အောင်လုပ်လို့ရတယ်ဆိုတာဒါမိုက်ကယ်ကားလေးကတက်တယ်ပြနေအမိုးရဲ့တစ်ချိန်လုံးညီးနေတယ်မိုင်းနူးလေတာခါလဲဘယ်မှာထိုးထိတ်ထားလဲဟိုကြောင်တော့မှာထိုးထိတ်ထားတယ်မိုင်းနူးဆိုတာကိုယ်လေမှာတစ်ချက်နှစ်ချက်လောက်ခောက်တတ်တာတစ်ဖက်တင်းနေဦးနော်မိုင်းနူးကစကေးလေးတွေနဲ့ပြပြီးမှမင်းတယောက်လောက်ကိုခောက်ကြော်ကြည့်လိုက်အရန်ဟာဝါပြီနော်တိလားအာဆင်နယ်နဲ့ဘွဲမှာလှုပ်သွားတာဂျူမီမန်ဒီတို့ကိုဂျူမီမန်ဒီတို့ကိုခါလဲဖန်ဒန်တက်နဲ့တွဲပြီးမှလှုပ်ထွက်သွားတာအလောက်လှတယ်နော်အဲ့ဒီမှာတယောက်လောက်ကိုဖြတ်ခောက်ကြော်လိုက်ပြီဆိုတာနဲ့ကွင်းလျာအရဟာဝါပြီအဲ့ဒီခါတော့ငါတို့တိုက်ရှိတီအတွက်အများကြီးဖန်တီးခွင့်ရှိတယ်ဖန်တီးလို့ရတယ်အနေထားတွေအမိုးလက်ထက်မှာဒါလည်းမရှိဘူးတယောက်မှဒါဖြတ်ခောက်ကြော်တာဆိုတာလည်းမရှိဘူးကြော်ဒါဘလူးကစကေးလေးတွေပြပြီးကြော်သွားတာလည်းမရှိတစ်ချက်ပေးတာဒါတော့ပေးလိုက်ဒါတော့ကတစ်စစ်ပေးကိုပေးတယ်ရှေ့ကိုပေးမလို့နဲ့ဟာဒီလက်ကိုပေးတယ်ဒီလက်ကတစ်စစ်ဟိုမှာကွင်းလေကိုပေးကွင်းလေနောက်တန်းပေးခါအိုနာနာစီရောက်သွားမယ်အိုနာနာကိုလမ်းကန်တဲ့ဆောက်တလွေးတွေဖြစ်ခါကျတော့ကျွန်တော်ဒါစပါးနဲ့ယူပါလီဖိုင်နဲ့ဘွဲမှာကလေးကကျွန်တော်နီးပြအမုန်နေမဟုတ်တော့ဘူးဒီလူကနောက်အရာဒီမှာစက်ကန်နေလဲကျွန်တော်တော့ 4 ရမှာမဟုတ်ဘူးထုတ်လိုက်ပါလို့ကျွန်တော်ပြောတာတချို့ Man United fan တွေကတော့ပြောတာပေါ့နော်အဲအောင်တာကြီးမင်းကျွန်တော်တို့ Man United အတင်းကနော်နီးပြထုတ်တာအဖြစ်မဟုတ်ဘူးကျွန်တော်တို့နီးပြတွေအများကြီးထုတ်ခဲ့ပြီးပြီကျွန်တော်တို့အမုန်ကိုဆက်လိုက်ပြီးကျွန်တော်တို့စောက်ကြည့်ရအောင်နော်ဟာစောက်ကြည့်စရာကိုမလို့တာသူ့ရဲ့အရေးချင်းနေအမှကလေးကကြည့်နေပြီလေဂါနာချိုတို့ကိုကြောင်ထိုးထားတယ်လားဂါနာအဲ့ဒီ final ပွဲမှာဆိုဂါနာချိုဝင်လာမှတိုက်စီကနည်းနည်းချုံမြိန်နေတာမင်းတို့တိပါတယ်မင်းတို့ဒီအမှကန်ထပ်ပြီးတော့ဒီ2025နဲ့26ရာသီသူကိုင်ပြီသူကြိုက်တဲ့ကစားသမားတွေအကုန်ဝေပေးခဲ့တယ်နော်ဒါတိုက်စစ်မှာဆိုအမဘိုးစီစကိုကွန်ဂျာနော်ဒါဂူတမားလေးတယောက်ဆိုတဲ့အခါကျတော့အဲ့ဒီတိုက်စစ်မှုလေးသူကောင်းကောင်းမတုံးနိုင်ဘူးမတုံးတတ်ဘူးစီစကိုဆိုဂိုးမရတာသူ့ပွဲမှာဆို18ပွဲလောက်တော့ရှိတယ်အခုကြည့်ဆာလက်ချာကန်လာတဲ့ဂိုးရတယ်မိုက်ကယ်ကားရိတ်ကန်လာတဲ့လက်ပါလိုက်တဲ့အနိုင်ဂိုးဖူခံတဲ့ပွဲမှာတွင်းပေးတာလာမတာပဲအဲ့လိုဖြစ်နေရမှာနိပြဆိုတာနော်ကိုယ့်ရဲ့ကစားသမားဘယ်လိုအတားချက်ရှိလဲဘယ်လိုတွေခင်းပေးဒီကောင်လေးကစားတတ်မလဲခါလာလဲအဲ့ဒီအမုံတွေကနော်နောက်တန်း3ယောက်နဲ့အဲ့ဒီနောက်တန်း3ယောက်နဲ့ကိုခြာတူးလိုက်ပြီးမှပြာရီခတ်ဟာအဲ့လိုတကူဖတ်တဲ့တွင်းတော့မြန်ပြီနော်ဖူဟန်နဲ့ပွဲလို့ဖူဟန်နဲ့ပွဲတော့ကလိုမျိုးဒါမှဒီအမုံမူရရှိသေးမယ်ဆိုရင်တော့တေချာပြီးငါတို့ကဒါ16ကိုဆင်းသွားပြီနော်ခမ်ဘက်ဆိုတာမျောမနေနဲ့တော့ကြည့်မိုက်ကယ်ကားရဲ့လက်ထက်မှာနော်ကျွန်တော်တို့နောက်ဆုံးမိနစ်နောက်ဆုံးအချိန်ပုံမှာကျွန်တော်တို့နှလုံးသွင်းခံထားရတယ်နော်တူဖြစ်သွားတယ်ကျွန်တော်တို့အစောကြီးကတည်းက2စီးနဲ့နိုင်တာနော်ဒီလိုအခိုက်တိုက်တယ်မှာကျွန်တော်တို့ကတကယ်နိပြအရေးချင်းတွေလိုအပ်တယ်ဆိုတော့အဲ့မှာကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်နော်ဒါမိုက်ကယ်ကားရဲ့
တော်ကောင်းမှုနဲ့ဒါနည်းပြပါကျွန်တော်တို့ယာယီနည်းပြနော်မိုက်ကယ်ကားတွေကိုရတာကနော်Man United တို့အတွက် top 4ဝင်ဖို့တော့တေချာတလောက်ကိုကျွန်တော်တို့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ရှေ့လာမဲ့စပါးတဲ့ပွဲမှာကျွန်တော်တို့ဆက်ပြီးတော့စပါးကိုရင်ဆိုင်ရမယ်နော်စပါးကိုကျွန်တော်တို့မနိုင်တာအမိုရီလက်ထပ်မှာကြရနော်အမိုရီလက်ထပ်မှာစပါးကိုပွဲမှာမနိုင်သေးပါဘူးနော်ဝဝကြလိုက်2စီးကြလိုက်ဒါ final မှာကျွန်တော်ယူပါလိ final မှာလည်းရှုံးတယ်ခါကျတော့လာမဲ့ auto foot ခွင်းကြီးမှာကျွန်တော်တို့စပါးနဲ့ရင်ဆိုင်သွားဖို့ရှိတယ်အဲ့ဒီပွဲမှာကျွန်တော်တို့မျောလင့်ပါတယ်ကျွန်တော်တို့အနိုင်ဂိုးတွေနဲ့ကျွန်တော်တို့နော်ဒါစပါးကိုနော်ကျွန်တော်တို့ဖြုတ်မှာစပါးကိုဖြုတ်မှာကျွန်တော်တို့စပါးကိုဒီလိုမျိုးမဖြုတ်တာလည်းကြပြီဆိုတဲ့အခါကျတော့ဒါစပါးတို့ကတော့နော်ဒါဂျာမာတို့ဘွေးရတော့သွားမယ်စပါးတို့ကတော့Man United ကတော့တပွဲမှာတပတ်မှာတပွဲပဲဆိုတော့ရှေ့လာမဲ့စပါးတို့ကတော့နော်ဒါ Man United တဲ့ပွဲမှာလာပြီးတော့ဒါအဲ့ဒီအဖြစ်နဲ့ကျွန်တော်တို့ကစားသွားဖို့ရှိတဲ့ခါကျတော့စပါးတို့အတွက်လည်းတော်တော်ခက်ခဲလာတဲ့ပွဲတစ်ပွဲဖြစ်သွားမယ်နော်ဘာဖြစ်လို့လဲဆိုတော့တို့ကအခုချိန်မှာစပါးတို့အနိုင်သုံးမှတ်တယ်အများကြီးလိုအပ်နေတယ်နော်ဒါနိပြတ်တိလက်ထက်မှာလည်းတို့ရလက်တွေအများကြီးစိုးဝါနေနော်ချန်ပီယံလိမှာတော့ရလက်ရန်ကောင်းတယ်နော်ဒါပေမဲ့နိပြတ်လိမှာရလက်တွေအများကြီးစိုးဝါနေတဲ့ခါကျတော့ဒါ Man United တို့ကလည်းဒါစပါးကိုတေးကြ Q စိုက်ပြီးမှာနော်ဖူဟန်နဲ့ပွဲထဲကိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်နော်ဒါရန်ကိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ် Man United တို့အတွက်စပါးတို့ကတော့တိုက်စစ်ကလည်းလင်းမြန်နေနော်တို့ရဲ့ကစားကွက်ကကြဲကြဲနဲ့ကစားတဲ့ကွက်တွေဆိုတော့နော်Man United ကအဲ့ဒီကွက်တွေနဲ့ဆိုတော်တော်လေးကအငိုက်တက်တယ်မိစေခဲ့တာဟုတ်တယ်ဒါဖူဟန်နဲ့ပွဲမှာလည်းကြည့်လိုက်ဖူဟန်တို့ကစားသမားတွေကဒါအာဆင်နယ်တို့လိုမန်စီးတီးတို့လိုနော်သူကက်ကလေးတွေမကစားဘူးတို့ကကြေးကြီးကစားတာ possession တွေကလည်းအများကြီးတို့မကင်ဘူးဘလုံးတွေလေဖူဟန်တို့ကဒါအာဆင်နယ်တို့ကတော့ possession တွေအများကြီးကင်ပြီးကစားတာလေဒါမန်စီးတီးတို့ကအဲ့လိုကစားတာဆိုတော့ Man United တော့တိုင်ပင်တက်စစ်တွေနဲ့ရှေတီးလို့ရတာပေါ့ဒါပေမဲ့ဒါဖူဟန်တို့အဲ့လိုမျိုးမဟုတ်ဘူးလေတို့ကဘုံလုံးကတစ်ဖက်တင်းကိုပေးကင်ပဲတို့ကပဲတိုင်ပင်တက်စစ်တဲ့ချMan Uတို့ကြည့်ပါလားတွင်းခံရတဲ့လုံးတွေကနော်တော်တော်Man Uတို့ဒါငိုင်းမီးတဲ့အခိုက်အတန့်မှာတွင်းခံရတယ်လက်ပါလာတဲ့လုံးတော့ခုကိတဲ့လုံးတွေဆိုရင်နော်ကိုတမဘလုံးမတတ်နိုင်ဘူးMan Uကိုတမလာမင်းသားဆိုရင်အဲ့လိုတွေပေါ့စပါးလည်းလို့တတိထားပဲစပါးတို့ကအခုကရုံးရှေ့ရုံးမှာသူကဘာလို့လဲဆိုတိုင်းစစ်စုံနားကြီးလေသူတို့ကကတ်နေပြီလေစပါးတို့ကဆိုတော့ကကြောက်တာမန်စီးတီးတဲ့ပွဲမှာလည်းတူတီးဆိုတော့Man Uနဲ့ကြတော့ဒီကောင်တွေကတော့ဒါတကုံကိုအားထုတ်ပြီးမှဒီကောင်တွေကတီးတော့မှာဆိုတော့ကကြတော့ငါတို့ Man U နဲ့တိုက်ကလည်းဒါအကောင်းဆုံးပြင်ဆင်လာရမယ်နော်မိုက်ကယ်ကာရီတို့ဒါရှိတဲ့လူစင်းတွေနဲ့အခင်းချင်းပြီးမှနော်ဒါတိလက်ထားရမယ်နော်ဒီကောင်တွေကစပါးတို့ကကြမ်းတဲ့ငါတို့ Man U ကစားသမားတွေဒါအနာတရဖြစ်သွားမှလည်းစိုးရင်နေဆိုတော့ကကြတော့Man United တို့ဒါစပါးနဲ့ပွဲမှာလည်းကျွန်တော်တို့အနိုင်သုံးမှမျောလင့်တယ်နော်ကောင်းမှုဆုံးနဲ့ပြန်လာနိုင်မလို့မျောလင့်တယ်ကျွန်တော်အမော်ရီကိုထုတ်ပယ်လိုက်တာကအဖြစ်တစ်ခုပါလို့ကျွန်တော်တို့ဘော်ဒါတွေကိုကျွန်တော်လည်းပြောချင်တယ်ဆိုတော့ကကြတော့အခု Man United ပွဲကြီးရတာကျွန်တော်တို့လည်းအားမရဘူးဆိုတာကစားကောက်အားမရတာမဟုတ်ဘူးတစ်ဖက်မှာတပွဲပဲနော်အလားငါတို့ Man United ကစားသမားတွေကိုတော်တော်အားနာတယ်နော်ဒါမှမဟုတ်လို့ဆိုကျွန်တော်အားနာတယ်ဒါကုညာတို့ဆိုရန်အားနာတယ်သူတို့ကနော်တကယ်အတင်းကြီးတွေမှာအတင်းကြီးပဲချန်ပီယံလိဒီမှာကစားရမယ်အတင်းကြီးတော့ဖြစ်နေပြီ Man U ကအခုအတင်းကြီးပဲချန်ပီယံလိဒီမှာကစားရမယ်သူတို့အရင်ချင်းကချန်ပီယံလိဒီမှာကစားရမယ်အနေထားဒါဖာနတက်တို့ဆိုရင်ဒီ World Cup အဆင့်ရှိတဲ့ကစားသမားတွေတကယ်ဆရာကြီးတွေဆိုတော့အခုလို Man U မှာသူအနှစ်နာခံတယ်လို့ပြောမယ်Man U လို့ဂုံတွေရှင်တွေကြီးမားတယ်ဆိုပေမဲ့အခုချိန်မှာရလက်တွေကနော်ဒါမုံတွေလှုပ်ထုတ်လာခဲ့ဟုတ်ပေါ့နော်အမို့ရလက်တွေစိုးဝါးပြီးတော့ရုပ်ကန်နေရတဲ့အတင်းမှာခုလိုလာပြီးမှနော်ကျွန်တော်လာပြီးမှ Man U တို့အနစ်နာခံပေးတဲ့တွာလဲဒါဖာနန်တက်တို့ကရန်ကျေးဇူးတင်တာအမွန်ဘိုတို့ကုညာတို့အခုကတ်စမေရိုဆိုနော်ပြောကတ်စမေရိုကReal Madrid မှာReal Madrid မှာထက်ကို Man U မှာပိုကောင်းနေတာ Real Madrid မှာသူကတကောင်တည်းမဟုတ်ဘူးလေသူက၃ကောင်လေ Modric Toni Kroos Casemiro ဒီ၃ယောက်တွဲရလေရှယ်လန်းတာနော် Casemiro ဆိုရင်တိုက်စစ်ကိုတုံဆေးတက်စရာကိုမလိုတာနောက်မှနေသူက defensive နဲ့ခါလဲဘလုံးဖြတ်အကျိတ်တာနော်အဲ့လိုပေါ့အခု Man U မှာဆိုတော့တိုက်စစ်လဲစီးရတယ်နောက်ကလည်းစီးရတယ်အလင်းမှာလည်းထိုင်ရတယ်အဲ့လိုတွေပေါ့သူ့အတက်ရွယ်နေဆိုနော်ဒီလောက်ထိရုံးနိုင်တာကိုတော့ကျွန်တော်ချီးကျူးတယ်ဒါ Casemiro အရာကိုကျွန်တော်နှမျောစရာကောင်းတယ်အမှန်ဆို तू က Casemiro ဆိုရင်နော်အမှန်ဆိုရင် तू ကနောက်100တယောက်တော့ဆက်ပြီးတော့ကျွန်တော် Man U ကိုခန့်ထားတင်တယ်ဒါပေမဲ့ तू ကတော့နေပြီးတော့ तू သဘောဆန္ဒရတော့နော် Man United မှာ तू ကတော့ရပြီဒီနှစ်နောက်ဆုံးပဲနောက်နေ့ဆိုကျွန်တော် Man United ကနေထွက်ခွာမယ်ဆို तू ကခွင့်တောင်းပြီးသွားပြီပေါ့နော် तू စာချုပ်တက်တန်းကုန်တဲ့ခါကျမှအဲ့လိုကြတော့ကျွန်တော်တို့လည်းဝမ်းနေတာပေါ့နော် Man United မှာ तू အားရှိတဲ့လောက်ပေါ့အများကြီးစူးစမ်းပေးခဲ့တာဟုတ်အမိုရီလက်ထက်မှာပဲကျွန်တော်ဒါသူ့ရဲ့ဆောက်တုံးမချမှုနဲ့အတူတော့ကျွန်တော်ရှိတဲ့ကစားသမားတွေအခုမိုက်ကယ်တော့ဖြစ်နေပြီ Casemiro တို့ကကျွန်တော်အများကြီးဆဲခဲ့တယ်
ဘာဖြစ်လို့လဲဆိုတော့ကစမဲတို့ကြီးอ่ะနော်နောက်တန်းပြေးရတိုက်စစ်ပြေးရနဲ့ဟာတချင်လို့သူ့စီမှာဘောလုံးရပြီဆိုရင်ဘောကိုကျွန်တော်နောက်တန်းကိုပြန်ပေးရလေနီးပြအဲ့လိုပြောထားတာကိုမင်းတို့ကောင်နေဘောလုံးကအကြာကြီးမကင်နဲ့ပေးစာရှိတာပေးဆိုတော့တိုက်စစ်ပေးလဲဘောလုံးပြတ်မှာကြောက်တာဟုတ်ပြတ်သွားရင်သူ့ဆဲကန်တော့မှာလေအဲ့ခါကျတော့သူကနောက်တန်းပေးလိုက်ကွင်းပေးလိုက်တလုံးစီကြီးဖြစ်ကုန်တာဆိုတော့အဲ့ဒီခါမှာကျွန်တော်မယူနိုက်တက်တွေကဆဲပြီပေါ့ပြန်မယူပွဲကြီးอ่ะဒီကောင်တွေဘာနီးပြတော့လောက်ပေးပါညာပေါ့နီးပြတော့အပြစ်မြင်နောက်ပိုင်းကြိုက်လေအမှန်နီးပြအပြစ်ဖြစ်နေတာကျွန်တော်ကြည့်အခုမယူနိုက်တက်ဆိုအခုကြည့်လိုက်အာဆင်နယ်နဲ့ကန်တော့တဲ့ပွဲမှာဆိုလဲတို့လန်ထွက်ရှန်ထွက်နေမှာကစားကွက်ကြီးอ่ะအာဆင်နယ်တို့စောင်းရန်ကောင်းလာပါပြီဆိုတော့တို့ရဲ့အိမ်ကွင်းကြီးမှာအမရိကွင်းကြီးမှာမယူကဘင်းထည့်လိုက်တာနော်အဝင်းဒါအမရိကွင်းမှာမနိုင်တာလေးကြာဒီလိုမျိုးကစားလို့ရရတာနဲ့အမရီမကစားနိုင်ခဲ့ဒါသူ့ရဲ့အရေးချင်းပဲသူ့ရဲ့ view ဟာတွေကပြင်းများလေးမှာအမဝင်မှုဆိုတာကျွန်တော်တို့မြစ်ဘာလဲမြက်ဝါထင်မြင်ခဲ့ပြီပေါ့ဆိုတဲ့ခါကျတော့နော်ဒါအာဆင်နယ်ကိုလည်းဒါအဝေးကွင်းမှာ2-3လောက်ပါလိုက်တဲ့လုံးနော်တွင်းတော့တဲ့လုံးဒူကိုတွင်းတော့တဲ့လုံးဆိုလောက်မလောက်ပါဂျူဘီမန်နီတို့နော်ဒါပေမဲ့ easy တို့အငိုက်မိစီနော်လာပါတွင်းတော့တော့လည်းချသွားနော်နောက်စုံကူညာတွင်းတဲ့လုံးဆိုကြည့်လိုက်နော်ဒန်နော်ရိုက်စ်တို့ရက်ကြည့်နေရပြီလုံးဝမတက်နိုင်ဘူးလေနော်တစ်ဖက်ကမိုင်တူးနဲ့တွဲသွားတာဖာနဲ့ဆိုပြီးမှဒါနော်လှမှလှပဲအဲ့လိုပေါ့အဲ့လိုလေကစားလို့ရရင်ဒါနဲ့အမွန်တွေကမကစားခဲ့တဲ့အတွက်ငါတို့မိုင်ယူကအခုချိန်မှာနော်အများကြီးနောက်ကျနေပြီနော်အမှန်ဆိုရင်အခုချိန်လောက်ဆိုရင်နော်ဒါပြင်းပြလေးဖလားဦးတော့မန်းလို့ရတဲ့အနေထားကိုရှိနေရနေလောက်ပြီပေါ့နော်အမွန်ရီဒါဆောက်သုံးကြခဲ့မယ်ဆိုရင်ပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်မန်ယူနိုက်တက်ဖိုင်တွေကိုကျွန်တော်ပြောချင်တယ်ကျွန်တော်အမွန်ရီကိုထုတ်လိုက်တာကအဖြေတစ်ခုပါလို့နော်မန်ယူနိုက်တက်ကမိုက်ကယ်ကားတွေမှာဒီထက်မကတိုးတက်လာဖို့ပဲရှိတယ်နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့စပါးတဲ့ပွဲမှာကျွန်တော်တို့ပြန်လည်ဆုံးကြမယ်နော်မန်ယူနိုက်တက်ကိုကျွန်တော်တို့ဆက်လက်ဝေးရမယ်အားပေးမယ်နော်ဒါမန်ယူအတင်းတော့နော်အခုချိန်မှာတော့တော်တော်ဆက်တက်ကြွနေပြီကစားသမားတွေကပျော်အောင်လွတ်လပ်ကစားရတာနော်ဒါတိုက်စစ်မှာလည်းရှေ့ကိုယ့်ရဲ့အရေးချင်းတွေကိုချပြခွင့်ရတယ်မိုက်ကယ်ကားရဲ့လက်ထက်မှာဒါမမိုရီဆက်မဲ့လူမရတာပဲညောင်အမဒီရလို့မင်းဟိုနောက်တန်းမှာပြေးစမ်းမင်းအရှေ့မှာလာမပြေးနဲ့ဟိုအရှေ့ပြေးဟိုကောင်တောင်းပွဲများရောက်နေပြီအမမိုမင်းတောင်းပွဲများရောက်နေပြီအထဲဝင် AM ဆန်ကစားမယ်ညကုကြမင်းတောင်းပွဲများရောက်နေပြီမင်းအထဲမှာဝင်စမ်းအဲ့လိုတွေညွှန်းတာဟိုကောင်ကအေးအမိုရီကခါကြတော့အမဆောက်တော်လေးတွေဖြစ်ကုန်ရောဖနာဒတ်မင်းအရှေ့တက်လာတာနည်းနည်းများပြီနောက်နည်းနည်းစဉ်းစားဆိုတဲ့ဟာလေအဲ့လိုတွေပြောနေတာတော့ကိုယ်ပင်မှာရက်ပြီးပါအဲ့ဒါကြောင့်မန်ယူကဟာလာအမွေလက်ထက်မှာတော့တော်တော်အားကိုးတူများခဲ့ဆိုတော့ကျွန်တော်တို့မိုက်ကယ်ကားရဲ့လက်ထက်မှာ3ပွဲစလုံးအနိုင်ရလက်နေနော်ဒါ 100% အနိုင်ရလက်နော်လာပါလိုက်တဲ့အဒီဂိုးတွေနော်နောက်ဆုံးဒါဖူဟန်နဲ့ပွဲမှာဆိုတော်တော်မိုက်တယ်ကွာအမိုက်စားကွာနော်ကျွန်တော်မိုင်ယူတည်ကြပြီလို့ထင်ထားခဲ့တာတစ်ဖက်တင်းနေနော်စကူတီဖန်တွေကလောက်ပြောင်ဖို့လေတိုက်ဖို့အမှန်ကန်တော့စေးကက်တွေမှာရိုက်နေပြီသူတို့ကတော့စေးကက်တွေတော့ Facebook မှာတင်ဖို့မန်ယူနိုက်တက်ကိုဖိဖို့လေဟာဒါပေမဲ့စစ်စကိုရဲ့တွင်းကိုကလက်ပါလိုက်တယ်တော့လာဖနန်တက်ကလည်းတော့ခောက်သွားတယ်လို့တော့တောင်ပန်လာတာဖောက်လို့နော်မဟုတ်တော့မထိပေးနဲ့တစ်ဖက်တင်းကိုအဲ့လိုကွာဖနန်တက်တော့ကတကယ်အရေးချင်းရှိတယ်နော်ဒီဘွေးကလိပ်ပြောင်းလုတ်ပေးနိုင်တဲ့အရေးချင်းဆိုတာဖနန်တက်တော့မှာဒါကျွန်တော်တို့ရဲ့ဒုတိယရူနီပဲဒုတိယရူနီဖနန်တက်ကတကယ်ပြောတော့မန်ယူနိုက်တက်မှာနော်ဒါရူနီနောက်ပိုင်းထွက်သွားရဲ့နောက်ပိုင်းမှာဒါနော်ရူနီလိုမျိုးစိတ်သက်ရှိတဲ့ကစားသမားမျိုးအခုဖနန်တက်မှာတွေ့ရနော်ဖနန်တက်ကဘွေးတိုက်ကန်နိုင်တယ်နော်ဆိုတော့ကကြတော့အဲ့ဒီဖူဟန်နဲ့ဘွဲမှာဆိုတောင်းမှတီခါလဲပေါ့ဆိုဒါဖူဟန်နောက်တန်းကစားသမားတွေကိုတော့အငိုက်မိစီအောင်သူ့ရဲ့ကွက်ဘုံတော့မထိပေးနဲ့ဖောက်ဆိုကြော်သွားတယ်အဲ့ကောင်မှခါလဲလက်ထုတ်ပေးလိုက်တာကူညာကလည်းလက်အကူညာတော်ဖြစ်နေပြီစစ်စကိုကလည်းနော်စစ်စကိုကလည်းလက်ပဘီဂျီမီစစ်စကိုကလည်းလက်ပအနိုင်ကိုနော်ဆုံးတက်ပြီးတော့လက်ပဆိုတွင်းယူပေးခင်းနိုင်တာတော်ကိုလက်ပတဲ့ပွဲတစ်ပွဲနော်ဆိုတော့ကကျွန်တော်မန်ယူနိုက်တက်တီနော်တပတ်မှာတပွဲပဲကန်ရတယ်ဆိုပေမဲ့ကျွန်တော်တို့ကနော်ပွဲတိုင်းကိုကျွန်တော်အနိုင်3မှတ်နဲ့ကျွန်တော်တို့ပြန်လာမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ညှော်လင့်တယ်ဆိုတော့ကကျွန်တော်စပါနဲ့ပွဲမှာစပါကိုကျွန်တော်တို့ပြန်ပြီးလက်စားချင်မယ်နော်အမွန်ရဲ့လက်ထက်မှာကျွန်တော်စပါကိုမနိုင်ခဲ့အဝေးကွင်းမှာ2စီးကြလိုက်1-1ကြလိုက်အင်ကွင်းမှာ1-1ကြလိုက်2စီးကြလိုက်နဲ့ချာတူးလန်နေတယ်လေပတ်နေတယ်ဆိုတော့ကဖိုင်နယ်မှာလည်းကျွန်တော်ယူပါလေးဖိုင်နယ်မှာလည်းကျွန်တော်တို့ရှုံးခဲ့ပြီဆိုတော့ကအခုကလက်စားချေဖို့ပဲကြံတော့စပါတို့မင်းတို့ဘလောက်ပဲရောအားကောင်းမင်းတို့ဘလောက်ပဲကောင်းကျွန်တော်မန်ယူနဲ့တွေ့ရင်ခင်ဗျားတို့အော်တိုဖူကြီးမှာနော်
ရမှတ်0နဲ့ပြန်သွားစေရမယ်ကျွန်တော်ကဒီကနေတခါလေးကြွေးကြော်လိုက်Man United ဘက်ကနေကျွန်တော်တခါ 100% နိုင်မယ်လို့ကျွန်တော်ယုံကြည်ပြီးသားဆိုတော့စပါးတဲ့ပွဲတော့ကျွန်တော်တို့ပြန်လဲတွေ့ကြမယ်ကျွန်တော်ဘော်လာတော့အားလုံးပဲဘိုင်ဘိုင်